တခါကစင်းရဲလွန်းလို့တနေ့နှစ်နက်တောင်ဝအောင်မစားနိုင်တဲ့ညီကို၃ယောက်ရှိတဲ့သူတို့ရဲ့ဒုက္ခတွေကိုဘယင်ကြီးစီတွားရောက်လျှောက်တင်ဖို့ဆုံးဖြတ်ပြီးခီးထွက်ခဲ့ကြတယ်။တကယ်တော့ဘယင်ကြီးဟာမော်ပညာအနှဲငယ်တက်ကျွမ်းပြီးတိုးကြောင်သားအိုကြီးအသွင်နဲ့တိုင်းပြည်ထဲမှာလှည့်လည်သွားလာနေတဲ့သူပါလမ်းခီးမှာသူတို့ညီကို၃ယောက်ဟာအဲ့ဒီတိုးကြောင်သားအိုကြီးနဲ့ဆုံခဲ့ကြတာပေါ့။အကြီးဆုံးသားကတိုးအုပ်ကိုမြင်တော့ဒီတိုးတွေသာငါဟာဖြစ်ရင်ဝင်ကြီးချုပ်ရဲ့စင်ရဲသားကျွေးမွေးရေးစီမံကိန်းအောက်မှာလူတိုင်းကိုတကောင်စီပေးကမ်းလိုက်မှာလို့ပြောလိုက်တဲ့တိုးကြောင်သားကြီးကချက်ချင်းပဲသူ့တိုးတွေအားလုံးကိုအကြီးဆုံးသားကိုပေးခဲ့လိုက်တယ်။ကျန်တဲ့ညီအကိုနှစ်ယောက်ကတော့ခရီးဆက်ခဲ့ကြတာပေါ့။အလက်ကောင်ကတောင်ကုန်းတစ်ခုပေါ်ကစူးပင်တွေကိုမြင်တဲ့အခါဒီမြေဟာငတ်မြေသားဖြစ်ရင်စပစ်ပင်တွေစိုက်ပြီးစင်းရဲသားတွေကိုစပစ်သီးတွေဝေပေးလိုက်မှလို့ဆိုပြန်နေခဏချင်းမှာပဲစူးပင်တွေဟာစပစ်ချံကြီးဖြစ်သွားပြီးအလက်ကောင်ဟာလည်းခြံပိုင်ရှင်ဖြစ်သွားခဲ့တယ်။နောက်ဆုံးမှာတော့အငယ်ဆုံးသားနဲ့အဖိုးကိုပဲကြံခဲ့တာပေါ့။မြေကမ်းနားရောက်တဲ့အခါအငယ်ဆုံးသားကကျွန်တော်သာလှေသူကြီးဖြစ်ရင်လူတွေကိုအခမဲ့ပို့ပေးပြီးပတ်စံတပြားမှမယူဘူးလို့ပြောခဲ့တယ်။အဖိုးအိုကသူ့ရဲ့အိမ်မက်ကိုလည်းတကယ်ဖြစ်လာအောင်ဖန်တီးပေးခဲ့ပါတယ်။အချိန်အနည်းငယ်ကြာတဲ့အခါဘယင်ကြီးဟာသူ့တောင်းစားအိုကြီးအသွင်နဲ့ပြန်လာခဲ့တယ်။အကြီးဆုံးသားစီရောက်တဲ့အခါတိုးတကောင်လောက်ပေးပါလို့တောင်းတော့အကြီးဆုံးသားကဟေ့လူအိုကြီးလာသမျှလူတိုင်းကိုပေးနေရင်ငါမှဘာကြံတော့မှလဲလို့ညှင်းလွတ်လိုက်တယ်။ဘယင်ကြီးကစိတ်မကောင်းဖြစ်သွားပြီးအကြီးဆုံးသားနဲ့တိုးအုပ်ကိုကြောက်ရွံ့အဖြစ်ပြောင်းလိုက်ပါတော့တယ်။ဒုတိယသားစီရောက်တဲ့အခါမှာလဲစပစ်တီးတောင်းတာကိုမပေးတဲ့အပြင်တုံးနဲ့ပါရိုက်နှက်နေထုတ်လိုက်တာကြောင့်စပစ်ချံကြီးဟာစူးကြုံတော့အဖြစ်ပြန်ပြောင်းသွားခဲ့ရတယ်။ညမောင်ကြီးပြိုးစအချိန်မှာအဖိုးအိုဟာမြေကမ်းနားကိုရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာအငယ်ဆုံးသားရဲ့ဇနီးကမိဖွားနေတဲ့အရေးကြီးအချိန်ပါဒါတောင်မှအငယ်ဆုံးသားဟာအဖိုးအိုကိုကူးလို့ခမယူပဲတစ်ဖက်ကန်းကိုအရောက်ပို့ပေးခဲ့တယ်။ဒါရင်မကသေးဘူးအဖိုးအိုကိုသူ့အိမ်ထိဖိတ်ခေါ်ပြီးအစ်စ်မွေးဖွားလာတဲ့သားလေးရဲ့အဖေဖြစ်တောင်းဆိုခဲ့တယ်။ကလေးလေးဟာအသက်9နှစ်အရွယ်မှာပဲ20ကျော်လူပြိုကြီးတယောက်လိုထွားကျိုင်းလာခဲ့တယ်။အဲ့ဒီအခါမှာတော့အဖိုးအိုကအမိန်ပေးလိုက်တာနဲ့ရန်သူကောင်းကိုဖျက်နိုင်တဲ့မော်ရာတလက်ဆောင်ပေးပြီးမှာကြားလိုက်တာကတော့ဒီဓာတ်ကိုအလှပြဖို့ပေးတာမဟုတ်ဘူး။နင်းလင်းတိုင်းပြည်ကိုသွားပြီးအလုရှာချေအဲ့ဒီမှာနေတိုင်းတိုးကြောင်းသားတွေထူးဆန်းစွာပျောက်ဆုံးနေတယ်။အဲ့ဒီလျှို့ဝှက်ချက်ကိုမင်းမဲဖော်ထုတ်နိုင်လို့ပြောလိုက်ပါတော့တယ်။